ပြေဝချနာဇလန်သွဲစသိမတိချင်ကြဘူးလားစမလည်းတိချင်တယ်တိချင်တယ်ဒါပေမဲ့အဲ့ဇလန်ကစောက်လည်းမရှိဘူးအဲ့တော့မဖက်ရအောင်မတိဘူးဒရိုက်တာနဲ့လည်းအမျိုးမတော်တော့ဇသိကိုမတိဘူးရှင်ဒါပေမဲ့ဆရာကြီးအထားတယ်တော့ပြောမယ်ပေါ့ကွယ်ဆဲချင်တယ်လူလည်းဆဲပေါ့ကိုထင်တာကိုပြောမယ်ကိုဖြစ်စေချင်တဲ့ဇသိကိုပြောမယ်ဟိုဖြစ်စေချင်တာတော့မဟုတ်ဘူးဖြစ်မယ်ထင်တာပေါ့နော်ဖြစ်စေချင်တာကတော့ဒီနန်းနဲ့ချမ်းသာနဲ့ပြန်ပေါက်သူညမလေးကဘလဲဖြစ်အဲဂျော်နီနဲ့မင်းခန့်နဲ့သူစိတ်နဲ့သူသွားမကောင်းတဲ့ကောင်နဲ့မကောင်းတဲ့လမ်းအောင်သွားအဲ့လိုဖြစ်စေချင်တယ်ဒါပေမဲ့လို့အဲ့လိုမဖြစ်တော့ဘူးဖြစ်မဲ့ပုံကကြတော့ဒီနန်းကနှလုံးယောဂတဲ့ဆိုတော့နန်းကတော့ကေးမယ်တော့ကေးတဲ့ဟာသူ့အမွေအားလုံးကိုချမ်းသာကိုလွှဲပေးခဲ့မယ်ချမ်းသာနဲ့ပလဲနဲ့မောင်နှမဖြစ်နေမယ်သူ့တငယ်ချင်းကိုလည်းခွင့်လွှတ်မယ်သူ့တငယ်ချင်းကနောင်တရတော့မယ်အဲ့လိုများဖြစ်မလားမသိဘူးသိလားအဲ့လိုဖြစ်မယ်ထင်တာပဲအဲ့ဒီနော်တငယ်ချင်းဆိုတဲ့လူကတော်တော်ပူဆိုးရနော်အဲ့ဂျော်နီကထားလိုက်တော့သူ့အထော်ရဲ့ယောက်ျားကိုအမွေတွေမပေးချင်လို့သူကသူ့အထော်နဲ့အဆွေမျိုးတော်စတော့သူအမွေလိုချင်တယ်ဆိုတာကတဘာဝစတည်တယ်အဲ့ဒီမင်းခန့်ဆိုတဲ့ကောင်ကလေတငယ်ချင်းကသူ့ကိုချစ်လို့ဟိုပြောဆိုခဲ့တဲ့ဟာတွေကိုတေးမှတ်ထားတာနော်အဲ့ဒါကြောင့်လေလားဘလောက်ချစ်ဘလောက်ခင်ကိုအကြောင်းအကိုရင်မဖွင့်သင့်ဘူးဆိုတာအဲ့ဒါတာရကပဲကိုကစေတနာနဲ့ပြောလိုက်တဲ့ကိစ္စကဟိုတစ်ဖက်လူကစေတနာလို့မမြင်မဲ့ဝေဒနာဖြစ်သွားတာသူတွဲနေငစင်သွေးတယောက်ကလေကိုပိုက်မရကြီးအဆောင်ထိလာပြီးအဆက်ကွဲပြီးစော်တာခံလိုက်ရပြီသေးလားတကယ်တော့ तू ကအခုမှနောင်တတွေရနေတာယူရခင်လေးကို तू ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ရင်ကောင်းတာသူ့ရဲ့မွေးစားအမေရိုက်တာကိုခံခဲ့ရင်ကောင်းတာပေါ့နော်ဘာမှမတုံ့ပြန်မဲနဲ့ तू ငြိမ်ခံခဲ့ရင်ကောင်းတာဆိုပြီးအခုမှနောင်တရနောင်မရတဲ့နောင်တကွာဘာမှလုပ်လို့မရအောင်ဟုတ်တယ်မလားအဲ့တော့အခုချိန်မှာနောင်တရလဲသူ့ဘဝသွားပြီအခုဆိုလို့ရှိရင်သူ့ဘဝပျက်စီးစားပြုနေပြီနောက်ဆိုလို့ရှိရင်ဒီထက်ပိုဆိုအခုပဲကြီးအဲ့ဒီအတိုင်းဝန်းမှာဆိုလို့ရှိရင် तू ကကိုပိုင်းရဲ့မရင်ငယ်တယောက်လိုဖြစ်သွားပြီဘလို့မှ तू ပြန်ပြီးတော့ရက်တီကိုဆိုတာမဖြစ်နိုင်ဘူးသိလားကိုပိုင်ကတကယ်တော့အိမ်အောင်ကွဲနေရမဟုတ်သူ့မိန်းမနဲ့ရှိတယ်အဲ့ဒါကို तू ကအိမ်အောင်ကွဲနေရဆိုပြီးတော့ခိုင်တဲ့စင်သွေးကိုလိန်ပြီးတော့တွဲတာကိုပိုင်လည်းတော်တော်ယုံမာတဲ့ကောင်တော့ခိုင်တဲ့စင်သွေးကလေတကယ်ဆိုလို့ရှိရင်ယူရခင်လေးကိုမေတ္တာအစစ်မှန်ပေးပြီးတော့သူ့ရဲ့မွေးစားမိဘတွေသူ့ကိုချစ်လာအောင်လုပ်မယ်ဆိုလို့ရှိရင်တော့ तू ဒီအမွေတွေလည်းရအောင်မယ်သိရမလားပြီးတော့ဒီမိသားစုမှာပဲ तू ဆက်ပြီးတော့ရှင်သန်ခွင့်ရအောင်မယ်အခုသူ့ရဲ့မကောင်းမှုကြောင့် तू ပြန်ခံရတာသိလား तू လည်းအကျင့်မကောင်းလို့ပြောရမယ်အခု तू လုပ်တဲ့ဒဏ်ကို तू ပြန်ခံနေရပြီနောက်ဆိုလို့ရှိရင်ဒီထက်မကဘဝပိုပြတ်တော့မှာ